ရဒီလိုက်ပြနာရန်ကြီးကရှင်းသွားပြီးတော့ဗဇန်းနဲ့မေတီနဲ့အညီမြင်တွေ့ရလို့မပြုံးလို့ဘူးဟုတ်နောက်ဒုတိယထူးခြားချက်ကသင်္ကန်းတော်ပါပဲသင်္ကန်းတော်ဆိုရင်လည်းတာများအပြင်ကြည့်မယ်ဆိုရင်ဒါအင်္ဂလိပ်နဲ့ချုံနောက်ပုတ်ထားတဲ့ဈေးရောက်မှာ origin နဲ့ဈေးရောက်အောင်ဒီမှာလိုက်ကြည့်လိုက်ဒီလမောင်းချတဲ့မှာမသုံးရဲ့နေရာအယူရောင်ကြီးအမဘက်ကကျင်ရောအယူဖုတ်ရောင်ကြီးကွာသွားတော့တွေ့နေရပါတယ်ဒီဘက်ကတော့ဒီရောင်ဖက်ကြီးကွာသွားအင်္ဂလိပ်နဲ့တွေ့ထားတဲ့နေရာအဲ့ကကြမှာအမြင်လေးတွေထွက်နေဒါဒီတကယ်စနေရသူကကတ်ခဲ့တဲ့သင်္ကန်းစာအစ်စ်ပါဒါဒီစီးပြန်တုံးလိုက်တော့ပြန်တွဲပြီးတော့မတိမသာဥမာဒီနားလေးကြည့်မယ်ဆိုပေါက်ထွက်သွားတာစီးအုပ်ထားလို့ပြီးတာတော့အဲဒီမှာကျမသုံးရဲ့နေရာကြောင့်ကွာနေရနောက်လက်တော့ကြည့်ပြန်တော့ကြာတယ်ကျွန်တော်ဘက်ကမှာဘူမိဘသက်လက်ရဖြစ်တဲ့ပွင့်တော်မူကမ်းမှာဆိုရင်လက်တော်ကြီးကအညီတွေပဲအောက်ကိုချတာတွေ့ရှိရပါတယ်ဒီမှာလက်အတူရှင်နဲ့ပြသပါတယ်မြတ်စွာဘုရားရှင်ကပွင့်တော်မူတဲ့နေ့အချိန်မှာမာနကဆင်းလာပြီးတော့ပလင်ကုံတော်လာလို့တော့တဲ့သူ့ရဲ့ဘဝပေါင်းလေးပင်ရှင်နဲ့ကဘာတသိန်းအညီသူ့ရဲ့ဘဝပေါင်း108ဘဝနဲ့ညီကလနိုင်ရဲ့လို့ပလင်ကုံတော်အောင်မြင်တော်မူတဲ့အခါမှာတော့ကြည့်ရှုလို့ရပါတယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကိုတော်တိုင်းတော့ငါမြည်ပထူမြည်ကြီးကိုထောက်ပြီးတစ္ဆာပြုတိုင်းတယ်လိုက်လို့မလို့သူ့ရဲ့ဘဝပေါင်းနဲ့အညီကလနိုင်ရဲ့လို့သူအောင်မြင်တော်မူခဲ့တာဒါကြောင့်မလို့ခုလက်ရှိမှာတော့မြေအောင်ခြင်းတဲ့လူတွေမြေဝဲခြင်းတဲ့လူတွေကဥဆုံးထိတဲ့မြေကိုလက်ဟိုထိရဲ့လက်အရှိဆုံးဖြစ်တဲ့လက်ကလေးကိုလာကိုင်းပြီးတော့စူတောင်းဒိတ်ထန်အောင်ကြတာပါမြေလူချင်းမြေအောင်ခြင်းရှိခဲ့ရင်တော့အဲ့လက်ကလေးကိုကိုင်းပြီးတော့ကိုလူဟာကိုရောင်းခြင်းတဲ့နေရာကိုဝဲခြင်းတဲ့နေရာကြီးပန်းပြီးတော့ဘယ်တိုင်းပဲမြို့နယ်မှာရှိနေသောမြေကွက်အားတပြီးတော့မနဲ့ထိုက်တန်သောမြေလူချင်းခဲ့ရင်ပေါ့မြေအားဒီတလားအတွင်း3လအတွင်းဉာဏ်လုံးရရှိရပါလို့ရှင်ဘုရားဒီကဲလို့ရရှိခဲ့ပါကအရှင်ဘုရားအားဘာလာရောက်လူတန်းမှာဒါမျိုးဂတိကိုလေးပေါ့ရောင်းရင်လည်းဆိုရင်လည်းဘယ်မြို့ပဲဌာနေမှာရှိရဲ့ညီအားတပည့်တော်မှာခေါ်ဆိုထားသောစိန်တော်အတိုင်းတနေ့ဆိုတနေ့တလားဆိုတလားအဲ့လိုဒိဋ္ဌံပြုပါသည်ရှင်ဘုရားတလားအတွင်းတပည့်တော်မှာခေါ်ဆိုထားသောစိန်တော်အတိုင်းအမြန်ဆုံးရောင်းထွက်ခဲ့ပါကအရှင်ဘုရားအားဒီလိုပဲဘာလာရောက်